ပရိသတ်များရှင်နီပေါ်တိဘက်နယ်စပ်ရုတ်တရက်ရေးကြီးမှုအလွန်နီပေါ်ဘက်မှာကွယ်လွန်သူရုပ်လောင်း165လောင်းကိုတွေ့ရှိထားတယ်လို့နီပေါ်အမျိုးသားရေးတဘာဝပေးရနေရှော့ပါတက်တာရေးဌာနကဆိုပါတယ်။နောက်ထပ်လူပေါင်း826ဦးပျောက်ဆုံးနေပြီးအဲ့ဒီထဲက929ဦးဟာခီးသွားတွေဖြစ်တယ်လို့သိရပါတယ်။ဒီဘက်ချမ်းမှာတော့ပျောက်ဆုံးသူ958ဦးရှိပြီးအဲ့ဒီထဲက260ဟာနိုင်ငံခြားသားတွေဖြစ်တယ်လို့တရုတ်နိုင်ငံပိုင်သတင်းတွေမှာဖော်ပြထားပါတယ်ရှင်။ကွယ်လွန်သူ3ဦးရှိတယ်လို့လည်းသိရပါတယ်။အမေရိကန်ဘူမိလေးလာရေးဌာနကတော့နီပေါ်နဲ့ဒီဘက်ကရေးကြီးမှုဟာရေခဲမြစ်ရေပျော်ကြတာနဲ့အတူအပြက်စီးတွေရှိနေပြီးနောက်ပိုင်းကိုဒုက္ခဖြစ်စေခဲ့တယ်လို့ကနဦးသုံးသပ်ထားပါတယ်။နီပေါ်စစ်တပ်ဟာနေဆက်ကအခုတဘာဝပေးကိုတုံ့ပြန်မှုတပ်ဖွဲ့ဝင်2000ကိုကိုညီကဲစေးဆိုပြီးဖြန့်ကျက်ထားတာကိုမြင်တွေ့ရတာပဲဖြစ်ပါတယ်ရှင်။ဟီမွန်နာတောင်ပိုင်းကျမှစက္ကန့်မိုင်းတွင်ပျောက်ကွယ်သွားတဲ့မြို့ငယ်လေးတစ်ခုရှိခဲ့ပါတယ်။ဒါကတော့မနေ့ကဖြစ်တဲ့2026ခုနှစ်ဩဂတ်လ26ရက်နီပေါ်တိဘက်နယ်စပ်မြို့လေးဖြစ်ပါတယ်။ရေဆိုးရာတဖြည်းဖြည်းတက်လာတာပဲလို့သိခဲ့ပေမဲ့နီပေါ်နိုင်ငံကလူတွေကြုံခဲ့ရတာကတော့တမန်ရေကြီးမှုမျိုးမဟုတ်ခဲ့ပါဘူးရှင်။တောင်တန်းတွေကြားကမြစ်တစင်းဟာမိနစ်ပိုင်းတွင်ပင်လယ်လိုအရွယ်စားနဲ့ပောက်ကွက်ထွက်လာပြီးကြွားတရွာလုံးတရားကြီးတွေလမ်းမကြီးတွေကြီးအားလျက်စစ်စက်ရုံတွေကိုတခဏတွင်းမျောပါသွားစေခဲ့တာဖြစ်ပါတယ်။ဒီဖြစ်စဉ်တွေကိုလူမှုကွန်ရက်ပေါ်မှာမနေ့ကစပြီးဒီနေ့အထိမြင်တွေ့နေရတာဖြစ်ပြီးစူးစီးတင်ဆက်ရတာဖြစ်ပါတယ်။ဒီဖြစ်ရပ်ကိုနီပေါ်ဆူရနဲ့ကမ္ဘာသတင်းဌာနတွေကရာစုနှစ်တွင်အစိုးရဆုံးလို့ဖော်ပြကြပါတယ်။လက်ရှိချိန်ထိပျောက်ဆုံးနေသူတွေဟာထောင်ထဲနီးပါးရှိနေပြီးကွယ်လွန်သူတွေလည်းရှိနေပါတယ်ရှင်။ဒီလိုဖြစ်စဉ်ဟာဘလို့စတင်ခဲ့တာလဲ။လူအများစုကတော့မိုးကြီးလို့ရေကြီးတာလို့ထင်ကြပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့မိုးဟာအဓိကတရားခံမဟုတ်ပါဘူး။ကမ္ဘာသတင်းဌာနဂျိုရုသတင်းတပ်ပုံတွေရဲ့လေးလာသုံးသက်ချက်တွေနဲ့သိပ္ပံပညာရှင်တွေရဲ့ကနဦးသုံးသက်ချက်တွေဟာဟီမွန်နာမှာရှိတဲ့ရေခဲတောင်အစိပ်ပိုင်းကြီးတွေပြိုကျမှုကိုစတင်စေခဲ့တာဖြစ်ပါတယ်။ပမာဏ4.4ရှိတဲ့ငလျင်တစ်ခုတောင်ထိပ်ပိုင်းမှာလှုပ်ခတ်သွားပြီးအဲ့ဒီလှုပ်ခတ်မှုကြောင့်ပဲဟိမွန်နာရေကတောင်စိပ်ပိုင်းတွေစတင်ပြိုကျလာတာပါပေ4000နီးပါး1200မီတာကျော်အမြင့်မှာရှိတဲ့ဒီတောင်ပိုင်းအစိပ်ပိုင်းကြီးဟာရုတ်တရက်ပြိုကျလာပြီးနှစ်ထောင်ပေါင်းများစွာတောင်ပေါ်မှာတည်ရှိနေခဲ့တဲ့ရေခဲစုကြီးလည်းဖြစ်ခဲ့ပါတယ်အပူချိန်မြင့်လာတာရေခဲအောက်ခြေအားနည်းလာတာနေသားမတည်ငြိမ်တာတွေကြောင့်ဒီလိုအပိုင်းကြီးတစ်ခုလုံးတောင်ကြားတဲ့ကိုပြုတ်ကျသွားတာလို့ပညာရှင်ကြီးတွေကယူဆကြပါတယ်ဒီအချိန်မှာဒေသခံတွေကဘာမှမသိကြပါဘူးဘာလို့လဲဆိုရင်ဒီတောင်တန်းကြီးပြိုကျတဲ့နေရာလူနေရွာတွေနဲ့ဝေးတဲ့ဟိမွန်နာတောင်တန်းထိပ်ပိုင်းမြင့်ပိုင်းဖြစ်နေလို့ဖြစ်ပါတယ်ရေခဲကြောက်တုံးမြေသားတွေဟာဝေယုံသုံးကားနဲ့အပေါ်ကနေဆင်းလာကြတာပါဒီလိုပြိုကျနေတာဟာရေခဲပဲမဟုတ်ပါဘူးအတူတကွပါလာတာတွေကတော့ရေခဲတုံးကြီးတွေကြောက်တုံးကြီးတွေနဲ့မြေသားကြီးတွေတစ်ပင်တွေနဲ့နှင်းတူတွေအားလုံးရောဆက်နေပါတယ်ရှင်ဒီအရာအားလုံးဟာတောင်ပြိုသလိုအရှိန်ဟုန်ပြင်းပြင်းနဲ့ချောင်းထဲကိုစီးဆင်းလာခဲ့တာပါစက္ကန့်ပိုင်းတွင်မြစ်လန်းချောင်းတွေပိတ်သွားပါတယ်မြစ်ကိုခဏပိတ်ထားပြီးနေချာတင်တဘာဝရေသားကြီးဖြစ်သွားတာပါဒီနေရာကအရေးကြီးဆုံးဖြစ်ပါတယ်ရှင်ဒီလိုဆင်းလာတဲ့ကြောက်တွေရေခဲမြေသားတွေဟာဒီမြစ်ကြီးကိုပိတ်ဆို့လိုက်ပါတယ်ဘာဖြစ်သွားသလဲဆိုရင်မြစ်ရေစီးများတော့ပါဘူးအပေါ်ဘက်မှာရေတွေစုလာပါတယ်ဖီအားလုံးမြင့်တက်လာပြီးတောင်ကြားထဲမှာတဘာဝရေကတာကြီးတစ်ခုဖြစ်သွားသလိုဖြစ်ပါတယ်ဒါပေမဲ့ဒီရေကတာဟာကွန်ကရစ်မဟုတ်ပဲကြောက်ရေခဲမြေသားနဲ့ဖွဲ့ထားတဲ့အားနဲ့တဲ့ရေကာတာဖြစ်ပါတယ်ဒီလိုကြိုးပြီးစက္ကန့်မိုင်းတွင်ဖြစ်ပေါ်ခဲ့တာပါရေဖီအားကိုမခံနိုင်တဲ့အခါမှာတော့ပေါက်ကျသွားပါတယ်ဒီလိုချိန်မှာဖြစ်ပေါ်လာတာဟာတာမန်ရေကြီးမှုမဟုတ်ပါဘူးရေထဲမှာပါလာတာတွေကရွှွန့်ကြောက်တုံးတစ်ပင်ကြီးများရေခဲတုံးများမြေသားများဖြစ်ပြီးဒီရာတွေကြောင့်ရေဟာဘူဒိုဇာတစ်စီးလိုအရာအလုံးကိုတွန်းယူသွားနိုင်ပါတယ်သတင်းတွေရရေလိုင်းဟာအလွန်မြန်ပြီးအချိန်မီတတိပေးဖို့တောင်အချိန်များခဲ့ပါဘူးမိနစ်ပိုင်းတွင်မြို့ကြီးတစ်မြို့ပျောက်ကွယ်သွားခဲ့ပါတယ်အဓိကထိခိုက်တဲ့နေရာတွေဟာနီပေါ်နဲ့တိဘက်ကြားကုန်းသွေးလမ်းကြောင်းတွေဖြစ်ပြီး Flash Pro
ကြောင့်နေဆက်သရားပျက်စီးကဟိုင်းဝေးပြတ်တောက်သွားပြီးအိမ်များမျောပါသွားပါတယ်။ကားတွေရေထဲပျောက်သွားခဲ့ပြီးစက်ရုံကြီးတွေပျက်စီးသွားသလိုအလုံးလိုက်ရေထဲကျွတ်ပါသွားတာတွေလည်းရှိပါတယ်။တချို့လူတွေဟာအိမ်ထဲမှာရှိနေစဉ်ရေကတိုက်ရိုက်ဝင်လာခဲ့တယ်လို့မျက်မြင်သက်သေတွေကဆိုပါတယ်။တရားကြီးတွေဘာကြောင့်လွယ်လွယ်ကျိုးသွားရတာလဲ။အမြင်နဲ့ကြည့်ရင်တော့ဒီဖြစ်စဉ်ဟာအလွန်ကိုနားမလည်နိုင်စွာတွေပူပေါင်းနေပါတယ်။ကြောက်တုံးကြီးတွေဟာဝင်ရောက်တိုက်ခိုက်မှုနဲ့ရေဖီအားကိုထွက်ထားနိုင်ပေမဲ့များပြားလွန်းတဲ့အရှိန်တွေကြောင့်တရားတွေကျိုးပြက်ပြီးဒေသချို့မှာလျှက်စစ်ပြတ်တောက်သွားပါတယ်။ဒီမေကွန်းဟာလူတိုင်းသိကျင်နေကြတဲ့အဖြစ်ဟာတိုက်ရိုက်အကြောင်းရင်းလို့မသတ်မှတ်သေးပေမဲ့အန်နီယကိုပိုကြီးစေတဲ့အချက်တစ်ခုဖြစ်ပါတယ်။ဟေးမွန်းနာရေခဲတောင်တွေမြ မြန်ရေပြောနေတာအောက်ခြေမှာရေစုလာတာ ice cliff တွေမတည်ငြိမ်တာဒီလိုဖြစ်စဉ်တွေဟာနောက်ဆုံးဆယ်စုနှစ်များအတွင်းအရှိန်မြန်ရွာတွေကိုပျောက်ဆုံးစေမှာဖြစ်ပါတယ်ရှင်ဒီလိုပိုင်းလိုက်ကြီးတွေပျောက်သွားတာတွေနဲ့တူမြစ်အရောင်ပြောင်းသွားတာမဖလော်လန်ချောင်းတစ်ဖြစ်လာတာတွေကိုမြင်ရပါတယ်။ကယ်ဆယ်ရေးမှာဘာတွေခက်ခဲရှိနိုင်ပါသလဲ။ဒီလိုဖြစ်စဉ်တွေဖြစ်ပြီးနိုင်ပိုင်းတွင်ကယ်ဆယ်ရေးတွေစတင်ခဲ့ပါတယ်။ဒါပေမဲ့ခက်ခဲတွေဟာလမ်းပြက်တရားကျိုးဆက်သွယ်ရေးပြက်တောင်ပြိုမှုတွေစက်တိုက်ဖြစ်ပေါ်နေပြီးမိုးဆက်လက်ရွာသွန်းနေမှုနဲ့ဒီလိုဖြစ်ရတွေကြောင့်ပျောက်ဆုံးသူရေအတွက်တိုးနိုင်သေးတယ်လို့အာဏာပိုင်တွေကဆိုပါတယ်။မြန်မာနိုင်ငံအတွက်သင်ခန်းစာကတော့အလွန်ယူရမှာပါ။အန်ရရှိတဲ့ဒေသတွေဖြစ်တဲ့ချင်းပြည်နယ်ကချင်ပြည်နယ်ရှမ်းပြည်နယ်ကရင်တောင်တန်းဒေသတွေအစိုးဆုံးကျွေးတွေ့ခဲ့ရတာကတော့2012ဝန်းကျင်လောက်ကအိန္ဒိယဘက်မှာမြေပြိုမြေကြီးတာကြောင့်ကလေးမျိုးတစ်ခုလုံးအိမ်တွေမြုပ်သွားခဲ့ပူတာပါရှင်ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကြောင့်အနီးနားကအကြောင်းမြစ်တွေကိုပိတ်ဆို့နိုင်ပြီးဆက်လက်ဖြစ်ပေါ်နိုင်မှာကတဘာဝဘေးအန္တရာယ်တွေကိုစုစည်းပြီးကာကွယ်သင့်ပါတယ်နီပေါ်တိဘက်နယ်စပ်ကရေကြီးမြေပြိုမှုတွေဟာယခုချိန်ထိလူ160ကျော်ဦးကွယ်လွန်နေတယ်လို့သိရတာပါနီပေါ်နိုင်ငံတိဘက်နယ်စပ်မှာရှိတဲ့မြစ်တဲကိုရှုပ်နေတဲ့ကြောက်တုံးကြောက်ခဲကြီးတွေပြိုကျရာကနေရေကြီးရေရှမ်းမှုတွေဟာဩဂတ်စ်လ26ရက်နေ့ကဖြစ်ပွားခဲ့တာပါဒီဖြစ်စဉ်ကြောင့်အနည်းဆုံးလူပေါင်း162ဦးအသက်ပေးဆက်လိုက်ရပြီးကြန့်ရှိနေသေးတဲ့လူပေါင်းရာချီကိုကယ်ဆယ်ရေးသမားတွေကရဲဟင်တွေအုံပြုပြီးရှာဖွေရေးလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်နေကြပါတယ်ရှင်ခီးသွားနဲ့ဖျားဘူးများပြားလာရောက်လေးရှိတဲ့ဒီဒေသမှာရေကြီးမှုတွေကြောင့်ပျောက်ဆုံးနေသူခီးသွား989ဦးထက်မနည်းနိုင်ငံသားအယောက်400ထက်မနည်းပါဝင်နေတယ်လို့နီပေါခီးသွားလာရေးတာဝန်ရှိသူတွေကဆိုပါတယ်ရှင်ရဲတပ်ဖွဲ့ရဲ့ဆိုရာတေဆုံးသူရေတွေ့ရ162ယောက်တဲ့ပိုများလာနိုင်တယ်လို့ခန့်မှန်းရပြီးရှာဖွေလုပ်ငန်းတွေကိုဆက်လက်စနစ်တကျလှုပ်ဆောင်နေတာကြောင့်တေဆုံးသူဦးရေထပ်တိုးလာနိုင်တယ်လို့ရေတပ်ဖွဲ့ဝင်ပြောရေးဆိုဝင်ရှိသူကရိုက်တာသတင်းဌာနကိုဆိုပါတယ်အတည်ပြုထားတဲ့ရုပ်သံမှတ်တမ်းတွေမှာတော့ချီရှနေဇကိမှာရေစီးနဲ့အတူမျိုးပါသွားနေတာကိုတွေ့ရပြီးနီပေါနိုင်ငံဘက်အောက်ဘက်ပိုင်းတွေမှာရှိတဲ့နေနွေးလန်သရာတွေနဲ့လျှက်စစ်ဓာတ်ပေးစီမံကိန်းတွေကိုလည်းရေထဲကိုမျိုးပါသွားစေခဲ့တာဖြစ်ပါတယ်ရှင်နီပေါရေကြီးမြေပြိုမှုတွင်လူပေါင်းရာချီကွယ်လွန်ခဲ့ပြီးပျောက်ဆုံးသူလည်းထောင်ကနန်းနီးပါးရှိနေခဲ့ပါတယ်။ယမန်နီကဖြစ်ပေါ်နေတဲ့ရုတ်တရက်ရေကြီးမှုမြေပြိုမှုတွေကြောင့်လူပေါင်းရာကနန်းကျော်သေဆုံးခဲ့ရပြီးလူပေါင်း800ကျော်ပျောက်ဆုံးနေပြီးတဲ့နောက်ကယ်ဆယ်ရေးဖွဲ့တွေကဘေးအန္တရာယ်ကြားရောက်ဒေသကိုရောက်ရှိရင်အသေးအတန်ရုန်းကန်နေကြပါတယ်။ဒီပေါ်မျိုးသားအာဏာပိုင်ဖွဲ့စည်းကတော့ဒီလိုတဘာဝဘေးအန္တရာယ်လျှော့ချရေးနဲ့စီမံခန့်ခွဲရေးအာဏာပိုင်ဖွဲ့ရဲ့နောက်ဆုံးထုတ်ပြန်တဲ့ချက်တွေရာဗိုတေခုရှိထရစ်ရှူလီရေးကြီးမှုမှာလူပေါင်း826ဦးပျောက်ဆုံးနေကြောင်းသိရတာပါရှင်အဆိုပါအေဂျင်စီရဲ့ပြောကြားချက်အရဒီလိုကိန်းဂဏန်းတွေဟာလုံခြုံရေးတပ်ဖွဲ့ဝင်များကဘာလက်ခီးသွားများဒေသခံပြည်သူတွေများပါဝင်နေပြီးပျောက်ဆုံးနေတဲ့ခီးသွားရေးအတွက်ဟာ929ဦးထက်မနည်းလို့သိရပါတယ်ဒါကြောင့်ဒီလိုထုတ်ပြန်ချက်တွေမှာစနစ်တကျဖော်ပြထားတာကိုကြည်ချင်းအပြင်အာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်တွေကပျောက်ဆုံးနေသူရာပေါင်းများစွာရှိနေပြီး၎င်းတို့နဲ့အိန္ဒိယနိုင်ငံသားဦးတရားအမေရိကန်နိုင်ငံသား54ဦးဩစတြေးလျနိုင်ငံသား34ဦးဗြိတိန်နိုင်ငံသား33ဦးပါဝင်ဝါလက်ခီးတော့အများပြားနဲ့နီပေါနိုင်ငံသားရောက်တရားထက်မနည်းပါဝင်နေပါတယ်အဆိုပါဒေတာဟာဖျားပူတွေနဲ့တောင်တခီးစီများကြားရေပန်းစားသောဒေတာတစ်ခုလည်းဖြစ်ပါတယ်ရှင်ဘေးအန္တရာယ်ဖြစ်ပေါ်ရာဒေတာနေရှိမြစ်တွင်းမျောပါလာနေသောပျက်စီးများနဲ့နှုံးနှစ်တွေကြောင့်ဒုတိယကြိမ်ရေကြီးမှုကြီးဖြစ်ထမှန်ဖြစ်ပွားနိုင်ကြောင်းကျွမ်းကျင်သူတွေက
သတိပေးထားတာပါရှင်အမေရိကန်တရုတ်ရောဘသမဂ္ဂနဲ့အိန္ဒိယနိုင်ငံတို့ဟာကုညီထောက်ပံ့မှုများပေးအပ်ရန်သို့မဟုတ်ကယ်ဆယ်ရေးပစ္စည်းများပေးပို့ရန်ကတိပြုထားတဲ့နိုင်ငံများအနက်ပါဝင်ကြပါတယ်ရေကြီးမှုမှာနီပေါ်ရဲတပ်ဖွဲ့ဝင်တွေနဲ့စစ်သားဒါဇင်မောင်းများစွာပြန်လျက်စစ်တပ်အားပေးဆက်ရုံမှအလုပ်သမားများလည်းပါဝင်နေစေဖြစ်ပါတယ်ရှင်ပရိသတ်များရှင်မိသားစုတစ်ခုလုံးရေထဲပါခဲ့ရတဲ့မြို့သမီးတူကတော့အခုလိုတားဖြစ်သူနဲ့ဝိုးဘော့တက်နေခဲ့ရကြောင်းအိမ်ကောင်ဘုံဘော်ရောက်မှတပ်ပေးလွတ်မြောက်ခဲ့ရကြောင်းဆိုပါတယ်အာနာပိုင်တွေကစတင်ချိန်မှာငလင်လောက်ခတ်မှုကြောင့်ရေကြီးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးဒီလိုစစ်စစ်နေစဉ်အမေရိကန်ဘူကနာဝင်ရောက်လာကြောင်းရေခဲတောင်ပြိုကျမှုနဲ့ပျက်စီးများမျောပါလာမှုတွေကြောင့်အခုကဲ့သို့ပျက်စီးဆုံးရှုံးမှုများဖြစ်ကြောင်းသိရှိရပြီးသတင်းတွေပြန်လည်ထုတ်ပြန်ခဲ့ပါတယ်ရေကြီးမှုစတင်ချိန်မှာငလင်လောက်ခတ်မှုလို့သတင်းထုတ်ပြန်ခဲ့ရငလင်လောက်ခြင်းမဟုတ်ပဲမျောပါလာတဲ့ဒေတာတွင်ကြောင်းကြီးခဲများဒါမှမဟုတ်ရေအောက်ပိုင်းဒေတာတွင်ဆိုးရွားပြင်းထန်နေတဲ့ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ခြင်းဖြစ်တယ်လို့နောက်ပိုင်းမှာအတည်ပြုခဲ့ပါတယ်ရှင်။ယမန်နေ့စတင်ချိန် USGS က၎င်းဖြစ်စဉ်ကိုပြင်းအား 4.4 အဆင့်ရှိကလင်တစ်ခုအနေနဲ့ပထမဆုံးသတင်းပေးထုတ်ပြန်ခဲ့ပါတယ်။နီးပတ်ဝန်းကျင်မှာရှိတဲ့ငလျင်တိုင်းစခန်းတွေနဲ့အချက်လက်များကျိန်လုံးမြင့်ကြခြင်းရှိငလျင်လိုင်းများကျူရုတပ်ပုံများဓာတ်မှတ်ဆန်းစစ်ချက်တွေအဆိုပါငလင်လိုင်းများဖြစ်ပေါ်ခြင်းရေခဲတောင်ပြိုကျမှုနှင့်ပျက်စီးများမြို့ပခဲ့ခြင်းကြောင့်လုံးဝကြောက်မသိသေးတဲ့သူတွေဟာငလင်လောက်ခွက်ခြင်းလို့ပဲထင်အောင်ထင်မှဖြစ်စေနိုင်ပါတယ် USGS ကယနေ့နေ့ပိုင်းမှာမိုးလေဝသအခြေခံချက်လက်တွေကိုတစ်ခုစီစူးစီးကောက်နှုတ်ပေးထားတာပါရှင်တစ်ဖက်မှာသိပ္ပံပညာရှင်ကြီးတွေကလည်းယခုကဲ့သို့သဘာဝဖြစ်စဉ်ကြီးတွေဖြစ်ပွားခဲ့တဲ့ဖြစ်ပျက်ကိုအစင်လိုက်ဖြစ်စဉ်အတိအကျကိုဆက်လက်စမ်းသစ်လေ့လာရှားလျက်ရှိပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာကိုပြီးဆုံးသည့်ဒီအချိန်ပေးပြီးနားဆင်ကြည့်ရှုနေကြတဲ့ပရိသတ်တူချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။